ke aku sia kimong mandali chonoro MMI tatana ala longan sekwe ma pawin ne sia ka di ma hlok sha de sia tama mya apaw ma taw lakong thok pain pe de ho USA ကနေလှုပ်ရှားတဲ့ sponsor တမများအပေါ်မှာကျေးဇူးတင်စကားပြောကြောင်းသူပြောပြစေယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ MI မြန်မာပူးတွဲသာသနာလုပ်ငန်းအတွက်အမှုတော်ဆောင်များအတွက်အမေရိကနေပြီးတော့ sponsor အားဖြင့်ဆုတောင်းခြင်းအားဖြင့်ပေးကမ်းခြင်းအားဖြင့်ထောက်ပံ့ပေးတဲ့အလှူရှင်တွေတို့လည်းကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်တို့ကရှေ့ရနေပြီးတော့ပျောက်ဆုံးတဲ့ဝိညာဉ်များကိုရိတ်သိမ်းပြီးဟောပြောတက်တည်ခံခြင်းဟာလည်းကျွန်တော်တို့ငွေမရှိရင်မဖြစ်ပါဘူးဒါကြောင့်အဲ့အတွက်ငွေရှိဖို့အတွက်ကျွန်တော်တို့အတွက်ခွန်အားရှိဖို့အတွက်မိသားစုတွေစားဖို့အတွက်တွားရေးလာရေးအတွက်နော်အိမ်ငှားကိစ္စအတွက်အားလုံးကိုကိစ္စအဝဝအတွက်အမေရိကမှာရှိကြတဲ့နော်ယုံကြည်သူအရောက်စီတိုင်းရဲ့ဆုတောင်းခြင်းပေးကမ်းခြင်းအားဖြင့်ဒီအရာပါဝင်ခြင်းအားဖြင့်ကျွန်တော်တို့ဒီတာ၍ဒီ MI မြန်မာပူတွဲသာသနာလုပ်ငန်းကိုလှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်အခုဆိုရင်လည်းဒီနေ့ဆရာဟာပတ်တို့တကယ်ပဲအဖို့ခပေးပြီးလုပ်နေကြပါတယ်ဒါကြောင့်သူအောက်မှာရှိတဲ့အောက်လက်ငယ်သားအင်္ဂလိပ်ဆရာတွေအသင်းတော်မှာရှိတဲ့အသင်းအုပ်ဆရာတွေကလာစဉ်ပုံမှန်မပြတ်မကွက်ထောက်ပံ့ပေးတာကိုလည်းတွေ့ရပါတယ်လိုအပ်ရင်လည်းလိုအပ်တယ်လို့သူတို့အတွက်ထောက်ပံ့တဲ့ပူတဲ့အရာလည်းသူတို့ပေးပါတယ်လို့เนาะအလိုမရှိပါဘူးเนาะတလားကိုဘယ်လောက်ပေးတယ်ဆိုရင်ပို့ပြီးပေးပါတယ်8000ပေးတယ်9000ပေးတယ်3သိန်းပေးတယ်ရရင်ရတယ်လို့ဆရာကြီးကပေးပါတယ်လို့တကယ်ပဲဆရာတို့ပေးတာတော့နေပြီမဲ့သူတို့ကလည်းဆရာကြီးအိတ်ထဲကနေတချို့လဲစိုက်ပေးပါတယ်ကျမကြီးမကောင်းရင်လည်းအိတ်ထဲကနေစိုက်ပေးတယ်နေစရာမရှိရင်လည်းထားပေးတယ်ဆရာကြီးကအဲ့လိုပဲเนาะဒါကြောင့်မိသားစုကလေးကိုအိမ်ငှားပေးတယ်နေစရာမရှိတဲ့သူလည်းပေးတယ်ကျမကြီးမကောင်းတဲ့သူလည်းလုပ်ပေးတယ်စေုံတက်ဖို့ဆိုရင်လည်းသူတို့ထောက်ပံ့ကြရမကဘဲနဲ့ဆရာကြီးရဲ့အိတ်ထဲကနေလည်းစေုံတက်မဲ့သူတွေတို့လည်းကူညီပေးတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ရှေ့တန်းမှာကျွန်တော်ပျောက်ဆုံးတဲ့ဝိညာဉ်များကိုရိတ်သိမ်းတာနဲ့နောက်တန်းနေပြီးစပွန်ဆာအားဖြင့်ထောက်ပံ့ပေးတဲ့သူတွေရှိလို့အခုလိုလုပ်နိုင်ခြင်းဖြစ်ပါတယ်ဒါကြောင့်တကယ်ပဲဆက်ကလုပ်နေကြတယ်တနည်းနေဆိုညနေ3နာရီဖျားရှိခိုးတယ်ကျွန်တော်တို့တနင်္လာနေ့မှာလည်းသူတို့ဆူတောင်းတဲ့အမှုတော်ဆောင်နေတကယ်မပြတ်မကွယ်လှုပ်ဆောင်နေတယ်အဲ့ဒီနေ့မှာတက်တည်ခံတယ်အင်းတနင်္လာအင်္ဂါဗုဒ္ဓကြာပြီးတောက်ကြစနေနေ့မှာလှုပ်ဆောင်ခဲ့တဲ့အရာတွေတနင်္လာနေ့မှာပြန်ပြီးအစည်းအဝေးပြန်ထိုင်နေဒါအမှုတော်ဆောင်နေရဲ့တပတ်တစ်ကြိမ်စုံစည်းပြီးတော့ခွန်အားပေးတဲ့အစီအစဉ်လေးပုံမှန်လုပ်နေပါတယ်လို့ဒါကြောင့်မြန်မာပူးတွဲသာသနာလုပ်ငန်းအလတ်ချောင်းရဲ့မှာရှိတဲ့အသင်းတော်ကနေပြီးတော့ကျွန်တော်ရုံးကနေပြီးတော့အစီခံနေတဲ့အခါမှာမပါပြီးအနှံ့နော်ရခိုင်ပြည်နယ်ကျွန်တော် ERD တိုင်းမကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအသီးသီးမှာအမှုတော်ဆောင်နေရှိပါတယ်လို့အဲ့ဒီအရာတွေလည်းတကယ်ပဲသူတို့ခဲရင်ပါတယ်စုပ်ရုပ်ပါတယ်တကယ်ဆိုင်ကယ်မရှိတဲ့အရာတွေလည်းဆိုင်ကယ်ဝယ်ပေးတယ်ဖုန်းမရှိရင်လည်းအခုကျွန်တော်တို့ဖုန်းတွေလည်းဝယ်ပေးကြတယ်နော်အဲ့ဒီရဲ့ကိုစားအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ရဲ့မြန်မာပူးတွဲသာသနာလုပ်ငန်းမှာအင်္ဂလိပ်သာသနာမှာဆက်ကနေတဲ့အမှုတော်ဆောင်တွေအတွက်အမေရိကနေပြီးတော့ဆုတောင်းခြင်းအားဖြင့်ပေးကမ်းခြင်းအားဖြင့်ပါဝင်ခြင်းအားဖြင့်ဆက်လက်ပြီးလှုပ်ဆောင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းကိုအနည်းငယ်ကျေးဇူးတင်ကြောင်းတက်တည်ခံလိုပါတယ်လို့ကြားနိုင်အရောက်တိုင်းဖခင်ကောင်းကြီးပေးပါစေအာမင်အာမင်အာမင် thank you ကျေးဇူးတင်တယ်စာခင်မောင်အေးအားရကိုကျေးဇူးတင်တယ်ကဲဒါဆိုရင်ဆရာခင်မောင်အေးဒီတတနာစိတ်ကိုင်းထဲမှာအခုဆရာရဲ့အမြင်နည်းနည်းပါယူပါယုံလေးတွေဝိညာဉ်တော်ဘလောက်အထီအလောက်လောက်တာလဲဆိုတာခံမှန်းချင်နေဘလို့စီကြီးအတွက်2020အထီဘလို့ခံမှန်းချီရှိတာလဲဆိုတာအခုဆရာဆောလာထူစာဆောလိုင်းကလေတချင်းလေးဆက်စုပြီးပြီအခုတပုတ်စုတော့ပဲထွက်တော်မယ်လာမင်းနှစ်အနကအတွက်စက်ကတာဖျားတခင်ကဖော်ပြတယ်တဲ့အခု2020မပြည့်ရင်တဲ့1 million ယုံကြည်သူရရှိမင်းဆိုတာကျွန်တော်နှလုံးသားမှာဖျားကစကားပြောတယ်လို့သူကလည်းဖော်ပြတယ်အဲ့ဒီအမေနဲ့ဆရာအတွေ့အခေါ်ဘယ်လိုရှိလဲဆိုတာနည်းကျွန်တော်သိချင်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဆုတောင်းနေပါတယ်ကျွန်တော်မန္တလေးတိုင်းရဲ့မန္တလေးမြို့ရဲ့ယူပါယုံကိုဆက်ပြီးပြောမယ်ဆိုရင်ကျွန်တော်အခုအသင်းတော်စတာနှစ်ထဲမှာပဲရှိသေးပါတယ်အခုဆိုရင်ကျွန်တော်နောက်ထပ်ကျွန်တော်အားဖြင့်အသင်းတော်3နေရာ
9နေရာရှေ့ကိုကျွန်တော်ယူပါအောင် Amen အခုဆိုရင် hallelujah ကျွန်တော်အမေရိကပူရမြို့နယ်မှာရှိတဲ့စောက်တော်ဝမှာလည်းတယောက်နှစ်ရှင်းခံပြီးပါပြီ Amen အဲ့ဒီမှာလည်းတပည့်တော်တယောက်ထားခြင်းပါတယ်လို့ဇီအုပ်ရှမ်းမြတာစီမန္တလေးတိုင်းဒေသကြီးရှမ်းမြတာစီမြို့နယ်မှာလည်းဇီအုပ်ရွာမှာလည်းကျွန်တော်ခရစ်စမတ်သွားလုပ်ထားတယ်2ယောက်3ယောက်ခေါ်ဖိတ်လက်ခံပြီးသားရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တယောက်ထားခြင်းနဲ့ပြီးရင်အခုစကိုင်းတိုင်းမကွေးတိုင်းမြင်းကြံခရိုင်မှာလည်းကျွန်တော်တို့အခုဆိုရင်ဆရာစိန်ကျွန်းရဲ့မိဘတွေနေတဲ့နေရာမှာလည်းကျွန်တော်အသင်းတော်တစ်ပါးဖြစ်လာဖို့အတွက်ကျွန်တော်ယူပါယုံထားပါတယ်လို့ကျွန်တော်အဲ့ဒီမှာဒီ2014 5လပိုင်းကဆရာငုံဟင်းတို့ဆရာစိန်ကျွန်းတို့မရောက်ခင်ကျွန်တော်ကအဲ့ဒီမှာကယ်ရင်ကြီးတင်တာ2ရက်သွားလုပ်ပြီးပြီဖြစ်ပါတယ်အာမင်ဒါကြောင့်အခုလည်းအဲ့ဒီအိမ်မှာပဲအခုဆက်လက်ပြီးဆရာစိန်ကျွန်းနဲ့လို့ဒါကြောင့်ကျွန်တော်အနေနဲ့မန္တလေးတိုင်းမှာအသင်းတော်5ပါးဖြစ်လာဖို့အတွက်ကျွန်တော်ကဆုတောင်းထားပါတယ်အာမင်အခုအမှုတော်ဆောင်တဲ့နောက်ထပ်9ယောက်ခန့်ဖို့ရတဲ့ဆုတောင်းတာဒါလည်းမကဘဲနဲ့နောက်ထပ်ရခိုင်ပြည်နယ်မှာရှိတဲ့ဆရာရွှေဘားကလည်း2020မှာဆိုရင်အသင်းတော်အပါ1000အာမင်ရှိဖို့အတွက်သူ့ရဲ့ယူပါယုံလဲဆရာတို့ဒီစပွန်ဆာတွေကိုပြောတဲ့ခါမှာလဲတက်တည်ခံကြကြားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါရခိုင်ပြည်နယ်ပဲဖြစ်တည်တယ်ဒါကြောင့်ရန်ကုန်နော်မကွေး ERD တိုင်းမှာဆိုတော့ပကိုးတနင်္သာရီအဲ့ဒီမှာဆိုရင်လေကျွန်တော်တို့နောက်ထပ်အသင်းတော်တွေအများကြီးပွားလာမှာဖြစ်တယ်အခုဆိုရင်လည်းပကိုးတိုင်းကျွန်တော်တို့မင်းလာမင်းလာမှာဆိုရင်လည်းအသင်းတော်နောက်ထပ်2ပါးလောက်ဖြစ်လာဖို့ရှိတယ်ရွှေပြည်သားဘက်မှာလည်းအများကြီးပဲမင်းလာဘက်မှာဆိုရင်လည်းတကယ်မယုံကြည်သူတွေပြောင်းလဲတာဖြစ်ပါတယ်မိသားစုတွေတို့တကယ်ကိုအဲ့ဒီတက်တည်ခံခြင်းကိုကျွန်တော်ပြောချင်တာကတော့လူတယောက်ကတက်ပင်ဘွားနဲ့လိမ့်ကြတာပေါ့နော်လိမ့်ကြတဲ့ခါမှာတဲ့အဲ့ဒီအမျိုးသမီးရှိမှဒီကနေအလက်ချောင်းကနေပေးလိုက်တဲ့ကျန်းစာအုပ်ကလေးကိုသူတို့ကဖတ်တာသူယောက်ျားကိုဆေးရုံသွားတင်မှာဆေးရုံတက်သွားတင်မှာပြောတဲ့ခါမှာအဲ့ဒီလူကအမျိုးသမီးကသွားမတင်ဘူးနိုင်ရိုးတွေကျိုးကုန်ပြီပေါ့ဒါပေမဲ့ तू ကအဲ့ဒီပေးလိုက်တဲ့ကျန်းစာလေးကိုဖတ်ပြီးတော့ဘိုက်ပေါ်မှာတင်းအဲ့နဲ့ तू လည်းသူများရဲ့လည်းပြောတာနဲ့ तू လည်းအဲ့ကျန်းစာအုပ်ကလေးကိုသူ့ယောက်ျားကိုပေါ်မှာတင်းပြီးဆူတောင်းတဲ့ခါမှာဘုရားခင်ကသူ့ရဲ့တက်ပင်ဘဝပြုတ်ကြတဲ့နိုင်ရိုးတွေရင်ပတ်တွေအောက်နေရကိုပျောက်သွားပါလေအဲ့ဒါလေ2014 2လပိုင်း3လပိုင်းလောက်ကဒီမှာအလတ်ရှောင်းမှလာပြီးနှစ်ရှင်းခံပြီးတော့တက်တည်ခံသွားပါတယ်အာမင်သူတို့ဆိုရင်ဆရာတွေမလာရင်ငိုကြတာဆရာတွေမလာလို့တကယ်ကိုလည်းအဲ့ဒီမှာမင်းလာမြို့မှာလည်းအတင်းတော်2ပါးလောက်ဖြစ်လာဖို့ရှိပါတယ်ဒါကြောင့်ခဏမြန်မာပြည်မှာမြန်မာပူးတွဲသာသနာလုပ်ငန်းသည်အတင်းတော်2020နောက်ထပ်တက္ကရာ2020မှာအတင်းတော်အပါ9000လောက်ထိဖြစ်လာဖို့အတွက်ယူပါရှိပါတယ်။ဘာကြောင့်လဲဆိုဆရာရွှေဘတယောက်ထဲတော့အတင်းတော့အပါ1000ဆိုရင်ကျွန်တော်တို့ကြံတဲ့လုပ်ဖို့ဆောင်ဘက်က200ကျော်ရှိတယ်။တယောက်ကိုငါအတင်းအမှုတော်ဆောင်တယောက်ကို10ပါးပဲလုပ်လိုက်အောင်။အဲ့မှချင်း2000ကျော်သွားပြီ။ဒါကြောင့်တော့ဘုရားသခင်ကမြန်မာပြည်မှာအနည်းဆုံးအတင်းတော်အပါ1000ရှိပြီးတော့နော်ပျောက်ဆုံးတဲ့ဝိညာဉ်တွေကိုတည်ဆောက်ပေးဖြစ်ပါတယ်။ hallelujah ဒါကြောင့်ကျွန်တော်လည်းမန္တလေးတိုင်းမှာအတင်းတော်နောက်ထပ်5ပါးတူးရှက်ဖို့ hallelujah praise lord thank you lord ဆိုရင်လည်းကျွန်တော်အသင်းတော်မှာဘုရားเจ้าမြေခွဲမရှိသေးပါဘူးဒါပေမဲ့ကျွန်တော်ဆုတောင်းပါတယ်ဘုရားကပေးမှာဖြစ်ပါတယ်ဒါကြောင့်မြန်မာပြည်မှာအိမ်ငါးဘွားကလွတ်ဖို့ရန်အတွက်ကိုလည်းအထူးကျွန်တော်တို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့ကဘုရားရှိမှာအော်နေပါတယ်ဒါကြောင့်ခဏအားလုံးကိုယေရှုတင်2020ရဲ့ယူပါယုံကတကယ်ကိုဆရာစောလိုင်ရဲ့တခြင်းမှာလည်းပါထားတဲ့အတိုင်း2020မှာအသင်းတော်1000ဖြစ်လာမယ်ဆိုတဲ့ယူပါယုံဖြစ်တယ်ဒါကြောင့်1000မကဘူးဖြစ်မယ်ဆိုရလဲကျွန်တော်ယုံကြည်ပါတယ်အာမင်ဘာလို့ဆရာရွှေဘတယောက်ထဲတော့1000ဆိုတော့ဘုရားကနော်အဲဒါကြောင့်အောဝေယပြုမဲ့အရာတွေတွေ့ကျွန်တော်ရှေ့လာမဲ့ယူပါယုံနဲ့အနာဂတ်ကိုကြိုပြီးတော့ prophet ပြုခြင်းဖြစ်ပါတယ်လို့ဒီຢာအတွက်အရောက်တိုင်းဘုရားကောင်းကြီးပေးပါစေအာမင် thank you ဆရာခင်မောင်အေးကျေးဇူးတင်တယ်အခုဆရာခင်မောင်အေးရဲ့ယူပါယုံကတကယ်ဖြစ်လာမယ်ဟာလေလုယာအာမင်တကယ်ဖြစ်လာမယ်အာမင်အေးဘာဖြစ်လို့လဲဆိုရင်ဘုရားပေးထားတဲ့ဟိုယူပါယုံလေဟုတ်ကဲ့ဆရာသမားများနှလုံးသားမှာအခုဝိညာဉ်တော်ကလောပြီးစကားပြောပြီးစာစောလိုက်ရလေတချင်းဆဆူတယ်ဟိုတနေ့ကတချင်းဆူလိုက်တော့အရာကျွန်တော်ကြည်နေတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့အခုဒီမှာMMI တာတနာလားကွင်းဆက်ထဲမှာလောက်ဆောင်မဲ့ဆရာသမားများရဲ့ယူပါယုံလာတာမကြခင်ထဲမှာအဖြေထွက်လာမယ်ဆိုတာကျွန်တော်ယုံကြည်ခြင်းနဲ့လည်းလက်ခံပါတယ်ဆိုတာလေကျွန်တော်ပြောလိုပါတယ်နော်ကျွန်တော်လည်းတခုပြောချင်ပါတယ်ကျွန်တော်ကဗမာလူမျိုးကပြောင်းလဲတာဖြစ်ပါလေအာမင်
ကျွန်တော်ညီကိုမောင်တော်မ9ယောက်ရှိပါတယ်ကျွန်တော်ကယောက်ျားလေးထဲမှာကျွန်တော်အကြီးကျွန်တော်ထက်မှာအမ4ယောက်ရှိပါတယ်ကျွန်တော်က69နှစ်ထောင်မှာပြောင်းလဲတာဖြစ်ပါတယ်နမိတ်လက္ခဏာအားဖြင့်ကျွန်တော်မျက်စိဝေဒနာသည်တိမ်ကနေတဲ့အခါမှာဖူးကော်ဆွဲမှာရှိတဲ့ဆရာကျော်ကျော်ကဖူးကော်ဆွဲမှာရှိတဲ့မန္တလေးမှာလာတဲ့အခါမှာကျွန်တော်ဖခင်ကျောင်းသွားတော့သူကပြောပါတယ်ခရီးသခင်ယေရှုဖခင်သည်ကျမ်းမာခြင်းကိုပေးနိုင်တဲ့ဖခင်ဖြစ်တယ်မျက်စိကန်းသူကိုမြင်စေတယ်ဆိုတော့နှုတ်ကပတ်တော်ဟောတဲ့အခါမှာဒီထဲမှာမျက်စိဝေဒနာခံစားရလို့ရှိရင်ရှေ့ကိုထွက်လာပါပြောတဲ့အခါမှာကျွန်တော်ကဖခင်ကျောင်းကိုအဲ့ဒီတစ်ခါပဲရောက်ဘူးတာဖြစ်ပါတယ်ဖူးကော်ဆွဲမှာရောက်ဖူးတဲ့အခါမှာကျွန်တော်ဟိုးနောက်ဆုံးမှထိုင်နေတယ်စလီတူလေးလက်ထဲညှက်ကိုရလေးငုံပြီးတော့အဲ့မဲ့ကျွန်တော်ကိုလူတူတယောက်ကရှေ့ကိုထွက်ပြီးဆူတောင်းခံရမယ်ဆိုတဲ့နှိုးဆော်ခြင်းနဲ့ခံရပါတယ်ဖခင်เจ้าကိုတစ်ခေါက်ပဲရောက်ပြီးတဲ့မယုံကြည်သူတယောက်ကပရိသတ်450ရှေ့မှာဒူးထောက်ပြီးဆူတောင်းခံဖို့ဆိုတာဖခင်သခင်ကကောင်းကင်တမန်ကနေကျွန်တော်ကိုလက်ဆွဲပြီးခေါ်သွားတယ်ဆိုတော့ခုမှသိတယ်အာမင်အဲ့ဒီချိန်မှာဆူတောင်းပြီးတဲ့အခါမှာအဲ့နမိတ်လက္ခဏာအားဖြင့်ကျွန်တော်မျက်စိရဲ့တိမ်ဒီပျောက်ကင်းသွားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသက်40နဲ့9ထဲမှာရှိပါပြီကျမ်းစာအုပ်ကိုမျက်မှန်မတဘဲနဲ့ဒီနေ့ကြည့်နေရပါတယ်ဆုလဲတောင်းထားပါတယ်ဘုရားသခင်ငကိုဖန်ဆင်းထားတဲ့မျက်စိနဲ့ပဲကျွန်တော်ကျမ်းစာဖတ်ရပါစေလို့ကျွန်တော်ဆုတောင်းထားပါတယ်အာမင်ဒါကြောင့်ဒီနေ့အဲ့ဒီရနဲ့ဆက်လက်ပြီးတော့ကျွန်တော်မန္တလေးမြို့မှာအသင်းတော်အမှုတော်မြတ်ထဲမှာပါဝင်ဆက်ကပ်ပါတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကမန္တလေးတိုင်းဒေသကြီးနေပြည်တော်ခရိုင်ကျွန်တော်နေပြည်တော်မြို့လေဝေးမြို့နယ်မှာကျွန်တော်ညီကိုမောင်နှမတွေရှိပါတယ်သူတို့လည်းမပြောင်းလဲသေးပါဘူးလို့အင်္ဂလိပ်သတင်းစကားလည်းကြားပြီးပါပြီဒါကြောင့်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေပြောင်းလဲဖို့ရန်အတွက်ကျွန်တော်ယူပါရုံထားပါတယ်ကျွန်တော်ရဲ့ဇနီးတဲ့ဘက်ကလည်းညီကိုမောင်နှမတွေမပြောင်းလဲသေးပါဘူးအားလုံးဟာကျွန်တော်တို့ကဗမာလူမျိုးဗုဒ္ဓဘာသာနဲ့ပြောင်းလဲတဲ့ဇနီးမောင်နှမဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ယူပါရုံကလည်းအခုအသင်းတော်စရဲဆိုတော့လည်းဖျားခိုင်းတာဖြစ်ပါတယ်အာမင်2010မှာကျွန်တော်ကရင်ပြည်နယ်နော်မူဖောတန်တောင်ကြီးမှာရက်40ကျွန်တော်အစာမစားဘဲနဲ့ရေနေပဲရက်40ကျွန်တော်အစာရှောင်ပြီးတော့အာမင်ဘုရားကကျွန်တော်ကိုယူပါရုံပေးတဲ့နာမည်နဲ့အတိအကျကျွန်တော်ကိုပေးတာဖြစ်ပါတယ်ကျွန်တော်ကိုမြေကွက်ပဲဝဲကားဝဲဘာပဲဝဲတခုခုမင်းပိုင်ဆိုင်မှုဝယ်ရင်အေဒင်းဆိုတဲ့နာမည်တက်ရမယ်ဆိုယူပါရုံနဲ့ကျွန်တော်ကိုပေးတာဖြစ်အာမင်အသင်းတော်စရင်လေအဲ့ဒီနာမည်ပေးပါဆိုပြီးတော့ဘုရားခိုင်းတဲ့အခါမှာ2012မှာကျွန်တော်အေဒင်းတစ်ဆိုတဲ့အသင်းတော်နဲ့မန္တလေးမြို့သေးရှမ်းမြတာတီမြို့နယ်ထွန်တုံးရက်ွက်မှာကျွန်တော်အသင်းတော်စတာဖြစ်ပါတယ်အာမင်ဒါကြောင့်ဘုရားသခင်ခိုင်းတဲ့အခါမှာကျွန်တော်ဒီလုံးဝမလေးပါဘူးလို့ပေါ့ပါတယ်အာမင်ငါထန်တဲ့နီးခံကြတော့ငါသည်နုညံ့တိမ်မွေးနှိမ့်ချတဲ့စိတ်တော်ရှိတဲ့အတိုင်းဘုရားသခင်ရဲ့နီးနဲ့ဘုရားခင်ခိုင်းတဲ့အခါမှာပေါ့လေးအမှုတော်မြတ်မှာအသင်းတော်ကိုစတာဒါကြောင့်ရက်40အစာရှောင်တဲ့တကူပိတ်တိတ်ကခဏပျောက်ဆုံးတဲ့ဝိညာဉ်တွေဗမာလူမျိုးတွေကိုလည်းရိတ်သိမ်းနေရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီဗမာလူမျိုးကပြောင်းနေတဲ့ခါမှာအခုဗမာလူမျိုးတွေကလည်းကျွန်တော်အသင်းတော်အများကြီးရှိပါတယ်ဆိုတဲ့အကြောင်းအနည်းထပ်နံမှန်ပြီးတက်တည်ခါဟာလေလုယာပူပြီးခွန်အားရတယ်ပူပြီးခွန်အားရတယ်အခုအစ်ပေါင်း40အစားဆုံးဆူတောင်းခြင်းမှာဖခင်ဖော်ပြတာအောင်မြင်ပြီလေအာမင်အာမင်နောက်ထပ်မေကွက်လည်းလာမှာပါအာမင်အာမင်ဟာလေလုယာဖျားပေးတဲ့ယူပါယုံကတော့မပြည့်စုံမနေဘူးအာမင်အဲ့ဒါကြောင့်စိတ်ဓာတ်မကြပါနဲ့စိတ်ဓာတ်မကြပါနဲ့ပူပြီးစစ်ဆက်သွားပါနော်ဟုတ်ကဲ့တော့ဒါဆိုအခုဆူတောင်းရမယ်နော်ဟုတ်ကဲ့ပါ thank you